Bling ကတော့ရှေ့ရုံးပေးနေကွာဂျိုးဝေပါထွက်နေ Bling ကျွန်တော်မြန်မာနိုင်ငံအသင်း 1G ဟာ Aura Gaming တူရကီအသင်းကို 2C ဆိုတဲ့ရလဒ်နဲ့ရှုံးနေပြီးတော့ lower bracket ကိုရောက်ရှိသွားပါပြီဗျာမှန်တိုင်းပြောရင်တိတ်တော့အခြေအနေမကောင်းတော့ 1G ကတော့ lower bracket မှာလည်း Team Liquid Philippines ရောက်နေပြီနောက်တစ်ခေါက်ထပ်တွေ့ရင်လည်းနိုင်မယ်လို့တော့မထင်ဘူးဗျဘာမှမပြောခင်ဗျာကျွန်တော်အရင်တင်ခဲ့တဲ့ဗီဒီယိုလေးကိုအရင်ပြမယ်ဗျာ app တွေကိုတော့အပိုင်ပစ်ဖို့လိုအပ်လာပြီကွာနောက်တစ်ခုက stick ကိုကြည့်ပေးဖို့တော့လိုတယ်ကွာတဲ့လား stick ကနည်းနည်းလေးလိုအပ်နေပြီလို့ခံစားရတယ်ပြီးရင်2 fight က flow ထွက်လာမယ်ဆိုရင် MM lane ကမနှိမ့်နေဖို့အရေးကြီးတယ်ဒီကောင်တွေကမြန်မာနိုင်ငံအသင်းကိုအဲ့လိုပဲလှုပ်နေ YG က goal line fighter ထုတ်ချဖို့တော့မရှိတော့ဘူးထင်တယ်ဗျာကျွန်တော်အတွေ့ပေါ့ဒါကြောင့်မလို့ view site ဖို့လိုတယ် stick lane ကိုတေချာလေး backup ပေးပါကျွန်တော်ပြောထားသလိုပဲကျန်တဲ့တခြားအသင်းတွေက2 fighter flow နဲ့လှုပ်စားနေရ YG ကိုအဲ့ကြောင့် YG က2 fighter နဲ့ပြန်ချမှာလားမချဘူးလားမချဘူးဆိုလဲအဲ့ flow ကိုဖျက်နိုင်မဲ့ drag တွေကိုကြိုးစဉ်းစားတင်တယ်ကွာတလား enemy ကကောင်တွေကမားတောင်ပြီးတော့ damage ကလည်းပါသေးရဲ့ကွာအဲ့တော့မှ stick ကိုပဲဝိုင်းပြီး target ထားပြီးတော့ဝိုင်းဖြတ်နေဘာမှလုံးမရဘူး stick က cloud ကြီးပစ်ပြီးတော့လည်းဘာမှလုံးမရဘူး first spin နဲ့ cloud ရတယ်ဘာမှလုံးမရဘူးနော်အဲ့ကြောင့် blink ကတော့ရှေ့ရုံးပေးနေကွာဂျိုးဝေပါထွက်နေ blink ကတော့တော်ကောင်းတယ်တခုခုတော့လုံးမရတော့မယ် YG ဆရာကြီးလောက်တာတော့မဟုတ်ပါဘူးဗျာကျွန်တော်မြင်တဲ့အတိုင်းမြင်တဲ့အမြင်လေးကိုပြောပြပြီးကျွန်တော်တို့မြန်မာနိုင်ငံအသင်းကိုနိုင်စေချင်တာပါစိတ်ဓာတ်တွေတော့မကြပါနဲ့အမားတွေကိုပြင်ဆင်ပြီးပြန်လာခဲ့ပါ fighting YG